အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့တွေအောင်မြတ်တာနဲ့ကြောင်းဆောင်တရဲ့ကြီးရဲ့ကြောင်းစိတ်ဝင်စားစရာကောင်းတဲ့ရှင်းလင်းတင်ပြချက်လေးကိုအတူတကွလေးလာကြည့်ကြမယ်ဗျာအတိတ်ဘဝကံကြမ္မာတွေပရလောကသားတွေနဲ့ရိုးရပုံပြနေရောရဲနေတဲ့တကယ့်ကိုချောချမ်းစရာဇာလန်တပုတ်ပေါ့ကဲစလိုက်ကြရအောင်အရင်ဆုံးဒီမေခွန်းလေးကိုစဉ်းစားကြည့်ပါအောင်အခန်းပေါင်း90ခန်းတောင်ပါဝင်ကြီးလူသူကင်းမဲ့နေတဲ့စွန့်ပစ်ခံပုံကြီးကြောင်းကြီးတစ်ကြောင်းရှိတယ်ဗျအဲ့ဒီကြောင်းကြီးထဲကတောက်ခတ်ထားတဲ့အခန်းတစ်ခန်းထဲမှာဘလို့အမောင်လျှို့ဝှက်ချက်တီများကင်းကောင်းနေမလဲတကယ်ကိုတီးထိရင်ဖို့ဆက်အခြေအနေတစ်ခုပဲမဟုတ်လားအပိုင်းတဲ့ရွာလေးကြီးရွာနဲ့အုပ်ချောင်းကြီးဒီလူဝက်စန်းကျယ်မူကြီးဘဲကစသလဲဆိုတာကိုတွားကြည့်ကြရအောင်ဇလန်းကဒီလိုစတယ်ဗျတောင်ချီကအလွန်အေးချမ်းတဲ့ရွာလေးတစ်ယောက်ကိုမင်းခိုင်ဆိုတဲ့ကျောင်းဆရာလေးတစ်ယောက်အသိရောက်လာတယ်ဒါပေမဲ့အဲ့ဒီရွာလေးမှာထူးဆန်းတာတစ်ခုကတန်ကားတစ်ပတ်မှမရှိပဲပစ်ထားတဲ့တကယ်ကိုခန္ဓာလာတဲ့အုပ်ချောင်းကြီးတစ်ခုရှိနေတာပါပဲတညတော့ဆရာမင်းခိုင်ကဒေတာခံကိုစံမောင်နဲ့အတူစသား6ဖို့စာရင်စကားဆက်မိရကနေအပြင်းမန်းချီကောင်းပေမဲ့လုံးဝစွန့်ပစ်ခံထားရတဲ့ဒီအုပ်ချောင်းကြီးအကြောင်းကိုစာပြီးကြားတိလာရတော့တာပေါ့အပိုင်းနဲ့အခန်းနံပါတ်၄ဖိတ်စီရဲ့လူဝက်ချက်ဒီနေရာကစတဲ့ချောင်းလမှုတွေကစတင်လာပါတော့တယ်ဒီကြောင်းကြီးမှာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုရှိတယ်ဗျာအဲ့ဒါကတော့95ဆိုတဲ့ကဏ္ဍလေးပါပဲဘာလို့လဲဆိုတော့ဒီအရေးအတွက်ဟာအုတ်ကြောင်းကြီးမှာရှိတဲ့အခန်းမောင်ရဲတက်ဖြစ်နေတယ်လို့ဒီကြောင်းကိုဆောက်လုပ်လူတန်းခဲ့တဲ့ချမ်းသာလာတဲ့လေထုချေကြီးဦးဝိုးထော်ရဲ့ဇနီးမယားရဲတဲ့အတိအကျလည်းဖြစ်နေလို့ပါပဲတိုက်ဆိုင်လိုက်တာဗျာနော်ဒါဆိုတန်ရှင်းမှုမြတ်ရမယ်ဘာသာရေးအဆောက်အောင်တစ်ခုကဘလို့လုပ်ပြီးကျင်းစာတင်သွားရတာလဲဒီလိုရတတိကြီးဦးဘိုးထော်ကွယ်တွန်သွားပြီးနောက်ပိုင်းကကထိန်ပွဲနေ့တနေ့မှာအမိမတိဖူးခိုးတယောက်ကအဲ့ဒီကြောင်းကြီးတဲ့ဝင်လာတယ်ပြီးတော့တားမြစ်ထားတဲ့အခန်းနံပါတ်48ရဲ့တော့ကိုရိုက်ဖြတ်လိုက်ပါလေရောအဲ့ဒီအချိန်ကစလို့လေထဲမှာခြေထုတ်တွေမျောလွန့်နေတာတို့မျက်နှာမှာမီးလောင်တန်းရာတွေနဲ့တရေတွေချုံလန့်တာတို့စတင်လာခဲ့ပါတော့တယ်အပိုင်း3ကလေးသူခိုနေကဲဆက်ရဲ့ကဲအုတ်ချောင်းလေးကိုဝင်ကြမဲ့အချိန်ရောက်ပါပြီအတိတ်ကအဲ့ဒီအဖြစ်တွေကြောင့်ရွာသူရွာသားတွေခညာကြောက်စိတ်တွေအမြင့်တွေနေခဲ့တာပေါ့ဒါပေမဲ့တနေ့ကျတော့ဒီအကြောက်တရားတွေကတက်ကယ်ကိုအသက်ဝင်လာပြီးအန်ဒရရှိရဲ့အခြေအနေတစ်ခုဖြစ်လာပါတော့တယ်ရွာသားဆန်ကွေးဆိုတဲ့သူကဖားဆိုရင်ထိတ်ကြောက်တတ်တာသူကတည်းထောက်ခံရလို့စိတ်ဖောက်ပြန်သွားပြီးကလေးတယောက်ကိုပြန်ပေးဆွဲကခုနကကျင်းစာသက်နေတဲ့အုတ်ကြောင်ထဲကိုထွက်ပြေးသွားပါလေရော့တွေးတာကြည့်ပါတော့အပြစ်ကင်းတဲ့ကြောင်သားလေးတယောက်အမောင်မိုက်ဆုံးအုတ်ကြောင်ကြီးထဲပါသွားပြီဆိုတော့အခြေအနေကတော်တော်လေးကိုဆိုးရွားသွားပြီလေဒီအချိန်မှာရွာသူရွာသားတွေကကြောက်လွတ်လွတ်အပြင်ဘက်မှာပဲရပ်နေကြတယ်ဒါပေမဲ့ကြောင်းစရာမင်းခိုင်ရဲ့ပြန်ပေးဆွဲခံရတဲ့ကလေးရဲ့ဖခင်ကိုစန်းဝင်းရဲ့ကရဲဝဲဝဝနဲ့ကဲစီရီအဖွဲလေးဖွဲ့လိုက်ပါတယ်တစ်ကန်ကောင်းတာကအဲ့ဒီဖွဲ့ထဲမှာနဲလက်ပြီးပယောကကုသပေးနေတဲ့အလွန်ကိုအေးစေးတည်ငင်လာတဲ့ယောဂတပတ်တေးပတ်ချတဲ့အမီမတိဧည့်သည်တောင်းရောက်လေမချင်မပဲပအောင်လာခဲ့လို့ပါပဲအဖိုင်းလေးနာနာဘာဝလောကကြီးမြင်ကွင်းများအမောင်တဲကထောက်ချုပ်တဲကိုကျွန်တော်တို့ဝင်ကြည့်ကြရအောင်အုတ်ချောင်းတွေကိုဝင်တော့တာနဲ့လင်းတို့တွေအပြီးဖုန်ဒီကလည်းတက်နေတဲ့ဝင်ကပကြောင်ကြီးရဲ့စင်ကြဲလိုင်းတွေထဲမှာရုပ်တရက်ပြောက်သွားတဲ့ဖျောင်းတိုင်မီးရောင်ကိုအဖွဲကလိုက်လံရှာဖွေကြပါတော့တယ်အဲ့ဒီအချိန်မှာရက်မင်းမင်းနဲ့အဲ့တဲ့တယောက်ကတတိပေးလိုက်တယ်တကယ်တော့ဒီနာနာဘာဝတွေကကျောင်းဆရာမင်းခိုင်ကိုအုတ်ချောင်းနဲ့ပို့ပြီးနက်နက်ရှမ်းရှမ်းရောက်လာစေဖို့အတွက်တမင်ဖန်တီးထားတဲ့မီးရောင်တွေခလေးပုံစံအယောင်ပြတာတွေနဲ့လှည့်စားမြားခေါ်နေတာဖြစ်တယ်ဆိုတာကိုပါပဲအရေးအကြီးဆုံးအချိုးအကွေကတီးမာလာပြီဗျာခုနကဧည့်သည်တွေကမင်းကရဲ့မင်းလုံးကို NC အရင်နေနဲ့ပို့တတ်ပြီးအမြင်ဖွင့်ပေးလိုက်တယ်အဲ့ဒီအချိန်မှာမင်းကမြင်လိုက်ရတာကတာမန်မဲစီနဲ့အချီရင်လွတ်နေတဲ့ဖုန်တက်နေတဲ့အခန်းတစ်ခုကနေအခုကတားရည်တွေတမြများများကျနေတဲ့ယာကြီးတွေနဲ့ကျမ်းမင်ကဖုန်တွေကိုရက်စားနေကြတဲ့ရုပ်ဆိုးအကြီးတန်းလာတဲ့တရက်တစ်စီတွေပြီးနေနေတဲ့အခြားသောကဘာတစ်ခုကိုထိတ်လန့်ဖွယ်ရမြင်တွေ့လိုက်ရပါတော့တယ်အပိုင်းကတရက်ကြီးနဲ့ယွင်ဆိုင်ချင်းပယောဂဆရာကြီးရဲ့အစွမ်းကိုမြင်တွေ့ရမယ့်အချိန်ပါပဲလဲစားမှုတွေပဲပြက်သွားတဲ့အခါမှာတော့ဒီလိုဝက်ဆန်းကျဲတဲ့ခရီးသွားတွေကသူတို့ကတကယ်အစွမ်းထက်ပယောဂဆရာတွေဖြစ်တဲ့ဆိုတာကိုထုတ်ဖော်ပြသလိုက်ပါပြီသူတို့ကချက်ချင်းပဲအကာဝစီဝိုင်းချပြီးဖန်စီကန်ရတဲ့ကလေးကိုဘေးကင်းစွာကယ်တင်လိုက်ပါတယ်ပြီးတော့စံကွေးကိုတွေကတမန်တရကိုချက်ချင်းတင်ထုတ်လိုက်တယ်ဒါပေမဲ့ဗျာအဲ့ဒီလောက်ရကကျောင်းကြီးကိုအဓိကစိုးမိုးထားတဲ့တရေကြီးကိုကိုထင်ပြလာအောင်ထွားဆိုးပေးလိုက်တယ်လို့ဖြစ်သွားပါတော့တယ်ရုတ်တရက်ဆိုသလိုအဆွဲဖွဲဖွဲနဲ့ဤယာမတရေကြီးတစ်ကောင်ကမျက်နှာကျက်အထီးထုတ်ပေါ်လာပါတယ်ပြီးတော့ကျောင်းဆရာမင်းခိုင်ကိုကြည့်ဒီအုတ်ကြောင်အောင်မှာနင်တက်ခဲ့တဲ့လူတွေအများကြီးရှိသေးတယ်သူတို့ကနင့်ကိုနာကြီးတဲ့စိတ်နဲ့အခုထိစောင့်နေကြတာလို့အတန်ကြီးနဲ့ကြောင်မဖွယ်ရာဆွတ်လိုက်ပါတယ်ဒါဟာဒီ6လက်မှုကြီးရဲ့နောက်ွယ်မှာအလွန်နှက်ဆိုင်နဲ့
အတိတ်ဘဝကံကြမ္မာအဆက်အဆက်ဒီရှိနေတယ်ဆိုတာကိုတက်တည်ပြလိုက်တာပဲပေါ့ ဒီနေရာမှာမောင်ကောင်းလို့ခေါ်တဲ့ပယောက်ကဆရာရဲ့အမှန်ကန်အစွမ်းတက်တီကိုစနစ်တကျအစင်စင်မြင်တွေ့ရမှာပါပထမဆုံးတရေကြီးရဲ့ပြင်းထန်လာတဲ့ရိုက်ချက်ကိုကောက်ကွယ်လိုက်ပြီးတရေကြီးရဲ့လက်ကိုပြာထိသွားအောင်လုပ်ပြလိုက်တယ်ပြီးတော့တရေကြီးကိုအောက်ချမ်းပြင်မှာမလှုပ်နိုင်အောင်ချုံနှောင်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ခေါမိုးပေါ်ကနေအင်အားမှလက်ကြီးတစ်ဖက်ကိုဆင့်ခေါ်ကတရေကြီးကိုအပီးတိုင်ဆွဲယူသွားစေခဲ့ပါတယ်တကယ့်ကိုကြီးကျယ်ခမ်းနားတဲ့ပရလောကတိုက်ပွဲကြီးတစ်ခုဆိုတာညှင်းစရာမရှိပါဘူး အပိုင်း6အုတ်ကျောင်း၏အနာဂတ်အေချမ်းသောခေတ်ကိုကူပြောင်းခြင်း တရေကြီးကိုအောင်မြင်စွာနှိမ်နှင်းလိုက်နိုင်ပြီးတဲ့နောက်မှာတော့အားလုံးကအေးချမ်းသွားခဲ့ပါပြီ။အဲ့ဒီအချိန်မှာပယောဂဆရာတွေကမင်းခိုင်ကိုအလွန်အရေးကြီးတဲ့အကြံဉာဏ်တစ်ခုပေးခဲ့ပါတယ်။အဲ့ဒါကတော့အတိတ်ဘဝကကံကြမ္မာဆိုးတွေကိုကြော်လွှားနိုင်ဖို့ယခုဘဝမှာအကောင်းဆုံးနဲ့အမှန်ကန်ဆုံးနေထိုင်သွားဖို့ပဲဖြစ်ပါတယ်။ဒီသင်ခန်းစာကိုပေးပြီးနောက်မှာတော့နာမည်ကြီးအောင်မြတ်သားအပါဝင်ဒီညရဲ့သူရဲ့ခေါကြီးဒီဟာရွာလေးကိုအေးချမ်းမှုတွေပေးပြီးခြေရလက်ရမကြံလျှို့ဝှက်ဆန်းကျက်စွာပေးပြန်ရထွက်ခွာသွားကြပါတော့တယ်။ အဲ့ဒီအဖြစ်ပြက်တည်ပြီးလို့နင်းနီးခံကြမှာတော့တချင်ကအားလုံးကြောက်ရွံ့ခဲ့ရတဲ့အယောင်အသွေးမွေးမိန်ပြီးစွန့်ပစ်ခံထားရတဲ့ဒီဆောက်အောင်လေးဟာလုံးဝကိုပြောင်းလဲသွားခဲ့ပါပြီအခုခါမှဆိုရင်စီကားတိုက်မိုက်ပြီးရွှေရောင်တွေတုပ်ပနေတဲ့ရွှေချောင်းပရိယတ်တီစာသင်တိုက်ကြီးဆိုတဲ့ဘာသာရေးညပညာရေးအချက်ချကြတဲ့နေရာတစ်ခုဖြစ်တကယ်ကိုခန္ဓာစွာရက်တီလာနေခဲ့ပါပြီအားလုံးလဲကျင်းနေကြမယ်လို့ထင်ပါတယ်ဒီလိုအမခန်းအဆုံးထက်လိုက်မှုကသူတို့အဖွဲ့ဒီအနေနဲ့နောက်ထပ်ဘဲကိုဆက်သွားကြမလဲဆိုတာကိုစဉ်းစားစရာဖြစ်စေပါတယ်ဆိုတော့ပဋိမြာမှန်နေပတ်သက်တဲ့သူတို့ရဲ့နောက်ထပ်စွန့်စားခန်းတွေမှာဘယ်လိုပရလော့ကလျှို့ခွက်ချက်တွေကိုဆက်ပြီးရင်ဆိုင်ရအောင်မလဲဆိုတာကိုတော့အားလုံးပဲဆက်လက်ဆောင်မျှော်ကြည့်ရှုပေးကြပါအောင်လို့ပြောရင်ဒီနေ့ရှင်းလင်းတင်ပြချက်လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါစီဗျာ